မင်္ဂလာပါခင်ဗျာကိုကြီးစမော့တက်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ Chelsea vs ဒီ Aston Villa ပွဲမှာ Chelsea က 1-2 ဆိုတဲ့ရလဒ်နဲ့အင်္ဂွေမှာ Aston Villa အသင်းကိုဒီရှုံးနေခဲ့တယ်ပေါ့လေဆိုတော့ဒီပွဲကိုဒီကိုနဲ့အတူတူကျွန်တော်တို့ဒီပွဲပြီးသုံးတဲ့ရှစ်လေးကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဆိုတော့ပထမဆုံး Chelsea က Aston Villa ကိုအင်္ဂွေမှာဒီဘာကြောင့်ရှုံးနေခဲ့လဲဆိုရင်အဓိကဒီအချက်ကတော့ဒီ Chelsea အသင်းရဲ့ဒီခါဆက်ကလုံးဝကိုဒီမလုံတဲ့အတွက်မို့လို့ကိုတစ်ဖက်အသင်းတွေရဲ့ဒီရှိဘကိုနဲ့ဥဆောင်ကိုပြန်လွယ်လွယ်နဲ့ပြန်ပေးခဲ့ရတယ်ဒီအချိန်မှာပဲဒီ Aston Villa ကဒီပွဲရဲ့တာမိုးကိုထိန်းချုပ်သွားပြီးတော့ဒီ Final Versus 1-2 ဆိုတဲ့ရလဒ်နဲ့ပဲ Chelsea အသင်းကိုဒီလွယ်လွယ်ကူကူပဲအနိုင်ရရှိခဲ့တယ်ပေါ့လေနီးဗျူဟာဘိုင်းကိုကျွန်တော်တို့သွားလိုက်ရမယ်ဆိုရင် Chelsea အသင်းက4နဲ့3နဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာတယ်ဒီသူတို့ကတော့ဒီ ball playing position အရထိန်းချုပ်ပြီးကစားမယ်ပြီးတော့ဒီဝင်ကားတွေကနေပြီးတော့ဒီ hybrid တွေပြီးတော့ကိုပဲပြောင်းလဲမယ်ဆိုပြီးတော့ပွဲထွက်လာခဲ့တယ်ဒါပေမဲ့ဒီတစ်ဖက်ဘီလာအသင်းရဲ့ဒီလက်ရှိကားနဲ့ဖောင်ရအောင်ကစားသမားတွေရဲ့ဒီ physical ဘိုင်းရော mental ဘိုင်းရောမှာဘလို့မှရှင်းလို့မရပဲနဲ့ Chelsea အသင်းကဒီ mansion နဲ့ non threat မကိုက်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီပထမပိုင်းမှာဒီ Resi Chain ကနေပြီးတော့ဒီတောင်းကမကန်နေလိုက်တဲ့ခါကြောင့်ဘထရူးနဲ့ထိပြီးတော့ဆိုးချက်ခံတဲ့အနေထားကနေပြီးတော့ကိုဝင်တွားခဲ့တယ်ဒီ1-0ဆိုတဲ့ရလနဲ့ပထမပိုင်းကိုအဆုံးတက်ခဲ့တယ်ပြီးတော့ဒီဒုတိယပိုင်းအစမှာဒီ Aston Villa ကပဲပွဲကိုထိန်းချုပ်ကစားနိုင်ပြီးတော့ဒီ counter attacking တွေဒီ Chelsea အသင်းကို hybrid တွေပေးပြီးတော့ရှေ့ဘက်ကိုလည်းဥဆောင်ကိုပြန်လဲရရှိသွားတယ်အဲ့ဒီအရှင်ကနေစားပြီးတော့ Aston Villa ကပွဲရဲ့တာမိုးကိုထိန်းပြီးတော့ဒီ Chelsea အသင်းကိုလုံးဝ hybrid တွေပေးပြီးတော့ဒီ final result မှာ 1-2 ဆိုတဲ့ရလန်နဲ့ပဲ Chelsea ရဲ့အသင်းကိုလည်းကူအနိုင်ယူပြခဲ့တယ်ဒီနေ့ပွဲစဉ်ရဲ့အနိုင်ရလန်ကြောင့် Aston Villa ကတော့ဒီပွဲစဉ် section မှာဒီ39မှတ်နဲ့အဆင့်3နေရာမှာဆက်လက်ပြီးတော့ရပ်တည်ပြီးတော့ဒုတိယနေရာကဒီလီဗာပူးကို6မှတ်လောက်ထိကိုဖျက်တာနိုင် Chelsea အသင်းကတော့ဒီနေ့ရှုံးပွဲကြောင့်ဒီအဆင့်5နေရာကိုဆင်းပေးခဲ့ရတယ်ဒီပွဲစဉ် section အပြီးမှာရမှတ်29မှတ်သာရရှိခဲ့တယ်ဒီယာတီသိန်းဒီ1-2ပို့ဝင်မှုအတွက်ကို Chelsea အသင်းကဒီရလက်ကောင်နဲ့ပိုင်ဆိုင်ရှင်နေဆိုရင်တော့သူတို့ရဲ့ဒီ Kansas line ကိုဒီပြုပြင်ရမယ်လို့ကျွန်တော်ထင်တယ်ဒီဘီလာအသင်းကတော့လက်ရှိအချိန်မကောင်းတဲ့ဖောင်ကောင်းနေတယ်ကစားသမားတွေရဲ့ mental ဘိုင်းကို physical ဘိုင်းကိုကောင်းနေတဲ့အတွက်မို့လို့ဒီနေ့ Chelsea ကို1-2ဆိုတဲ့ရလနဲ့အနိုင်ရသွားတဲ့ reset ကတော့ထိုက်တန်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါစေခင်ဗျာဒီကိုလည်းကြမ်းပါချမ်းသာကြပါစေ